အားလုံးမင်္ဂလာပါဒီနေ့ကကျွန်တော်ဘလူးကျွန်းရွာလို့ရောက်နေတာဒီဘလူးကျွန်းမှာကကြတော့ပေါ့နော်သူတလေးရှိတယ်တရွာတရက်ဆိုပြီးတော့ပုံမှန်တကြံပြီးစတာဒီတလေးကတကြံမဖြစ်ခင်ဟောတကြံမဖြစ်ခင်ဒါလာနှစ်တိုင်းဒီလာပဲပေါ့လာဟုတ်၄လပိုင်း4 လပိုင်း10 ရက်နေ့ကနေစဟောစတယ်ဒီလိုမျိုးပေါ့နော်4 လပိုင်းဆို10 ရက်နေ့စပြီးတော့အဲ့လိုမျိုးရွာတိုင်းတရွာတရက်ကျွေးတယ်ပေါ့ဘာသူပေးဘလို့တက်စားဆိုတော့အဲ့လိုပုံစံမျိုးလေးကျွေးတဲ့ဟာကိုကျွန်တော်ကဒီနေ့ကဒီတလေးလေးကိုလာရိုက်ပြတာဒီနေ့ကတော့အခုလက်ရှိဒီကတော့ကျွန်တော်ဖိတ်ထားလို့ကျွန်တော်လာတာပြီးတော့ကွန်မတီရဲ့ကျွန်တော်ဝင်ကြည့်မယ်ပေါ့နော်စကားတကယ်ကြွေးလားမကြွေးလားကျွန်တော်ကြည့်ရအောင်ပေါ့နော်စက်ကြည့်ပေးကြပေါ့ဒါပြောမှဆိုရင်တော့ဒါမွန်မာဆိုရင်ဒါဘလူးကျွန်းမှာပဲကျွန်တော်ဒီလောက်ဆိုရင်တော့ဒါဘလူးကျွန်းမှာပဲရှိတဲ့တလေးတကူအဲ့လိုမျိုးကျွေးမှုတဲ့တလေးပေါ့နော်ဟိုအဲ့ဒီမှာသူရွာဖျားပွဲလုပ်တယ်ပြီးရင်တက်စားလို့ရတယ်မုတ်တွေကျွေးတယ်သမင်းတွေကျွေးတယ်ပေါ့နော်တက်စားလို့ရတဲ့တလေးလေးအဲ့ဒါလေးလာရိုက်တာကဲစပ်ပြကြည့်ပေးကြပါဦးရွာနေဆိုရင်ပေါ့နော်အိမ်တိုင်းကဝင်စားလို့ရတယ်ဆိုလို့စားလို့ရတာလည်းဘာမှမကြည့်ရင်ဝင်စားလို့ရတယ်ဆိုလို့ဟုတ်တယ်ဒီဝင်စားကြည့်ဒီလေးပဲဒီမှာဆိုဒီတန်းဟမ်သမီးစားမှာဗောဒါပထမဆုံးအိမ်လည်းလာထားကျွန်တော်တို့ဘုရားဆောင်တယ်မဆက်လာတော့သမီးစားမယ်မင်းမစားမဒီမှာစားမှာအေးဒီပြင်းမှာတော့ဘယ်လိုမစွန်နေစားရတယ်စားရတယ်ရှင်းနေရတော့အစုံပါပဲပေါ့နော်ကျန်တဲ့ကြောတော့တခြားနေချက်ဘူးဒါပါကြက်ရွယ်ကွန်မွန်ရွယ်ရကြာစံဒါကြတော့ဗာလဲဘုံကိုတည့်တည်နဲ့ချက်တာပဲငဒန်နဲ့ဒီအမြင့်ချင်တဲ့အာလူနဲ့သူ့ရဲ့မပြလိုက်ပါဘူးဒီပြေကြီးရောအမောကမပေါ်လာလေမနေ့ကလည်းဒီမှာတာမနှောင်းကြောင်းဟုတ်လားကတော့မနောက်နောက်ပြီးတော့ထောင်းမလို့ကဲဒါတော့နောက်ပြန်ရောက်ပြီပေါ့နော်ကျွေးလို့မကျွေးလားမသိဘူးကျွန်တော်စကြည့်မယ်ဟုတ်ကဲ့စားရတယ်အဲ့ဒါစားလို့ရတယ်အဲ့ဒါပါရမှာမမကြားတယ်ဒီနေ့10 နာရီလောက်ပါနေ့က10 နာရီဆိုရင်ပြင်လာတာဒါလည်းမိုက်တယ်နောက်တော့မှကြတော့ခုထမင်းစားပြီဆိုတော့ချိုးဝလေးပဲစားမယ်ပေါ့နော်ဒီအဲ့လိုသိဖို့လားတဲတော့ခဏလေးထားချက်ခင်းနာပါလားနည်းနည်းမင်းစားနိုင်သေးလားမင်းမစားနိုင်တော့ခုဒီလိုမျိုးဂျွာနေဆိုရင်ပေါ့နော်အိမ်တိုင်းကဝင်စားလို့ရတယ်ဆိုလို့စားလို့ရတာလည်းမဟုတ်အားရတယ်စားလို့ရတယ်စားလို့ရတယ်ကဲဒါကတော့ဘူလေးကြည့်ရပါတော့တော့လုံးဝမကြည့်ရအိမ်ပေါ့နော်စားလို့ရလားမေရပါတယ်တော်တော်စားပါမယ်နည်းနည်းပဲစားမယ်နော်ဟိုနှစ်အိမ်စားခဲ့ပြီးပါပြီကဲကျွေးပါတယ်တဲ့ပေါ့နော်အဲ့လိုမျိုးမတိလည်းကိုစားလို့ရပါတယ်ပေါ့နော်ဒါကျွန်တော်ဒီဘလူးကျွန်းဒလေးပေါ့ချိုးရကြတော့မျိုးမျိုးတော်တော်များများတော့မုတ်တွေဟိုကလက်ဖက်တုပ်တွေကျွေးပါတယ်နော်ဒီမကြံတော့လို့တော်တော်ကြံပါသေးတယ်ဒါပေမဲ့ကျွန်တော်ကမစားနိုင်တော့စိတ်လက်ရှာတဲ့အချိန်ကြောင့်ဟုတ်ကဲလုံးဝမတည့်ရင်သွားယူနော်ပြန်တော့မယ်ဒီလိုဒီမှာလည်းစားလက်စားကြည့်ပြီးပါရောပါပါပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီဘလူးကျွန်းရဲ့မူရွရွဒလေးပေါ့နော်မူဟင်းလေးလည်းကျွန်တော်စားလိုက်ပါတယ်ဘလူးကျွန်းရဲ့မူရွဒလေးလေးပေါ့နော်ကဲဒီနေ့ဗလော့လေးကတော့ဒီလောက်ပါပဲခင်ဗျအားလုံးကျေးဇူးပါတယ်ကြပါ